သာသနာတော်နှစ်2556ခုနှစ်ကောဇာတက္ကရာ1384ခုနှစ်နေုံလပိကျော်12ရက်2012ခုနှစ်ဇွန်လ16ရက်ရန်ကုန်တိုင်းဒေသကြီးမရန်ကုန်မြို့နယ်သာသနာရေးဝန်ကြီးဌာနသာသနာတော်ထွန်းကားပြန်ပွားရေးဦးစီးဌာနစဗုတိရိဗိမာန်တော်အတွင်းဆင်းကျင်းပပြုလုပ်အပ်သည့်ဓမ္မသဘင်အခမ်းအနား၌မင်္ဂလာတောင်ညွန့်မြို့နယ်မင်္ဂလာစေမိဘဘဝဆွေမျိုးများနှင့်ဥတည်ဆိုတော်အားယေရှု၍တော်လခင်မိသားစုကိုကျော်သိန်းဆေးဆိုင်၏အမတဒါနဓမ္မဒါနအဖြစ်ဖြင့်ဟောကြားအပ်သောမြတ်ဗုဒ္ဓ၏အနုတ္တရိယဂုဏ်16ပါးတမ္ပတရဏိယသုတ်အနှစ်ချုပ်အပိုင်း3တရားဒေသနာတော်ဒီကနေ့ညတပါးသဘင်ခန္ဓာကိုရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဖျား၏မဟာကရုဏာကုံကိုအာယုပြုကာတိကျူဖွဲ့ဆိုအပ်သော
ဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိယပမေယံကာလံကရွန်တောတိဒုက္ခရာနိခေရံကတောလောကဟိတယာနာထောနမောမာကာရုဏိကတတတယောနာထောဝိနိယမြာစွာတတဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘယ်မေယံရေးအတွက်တိုင်းတာဖော်ပြခြင်းကမစွမ်းနိုင်ပါသောကာလလေးအသင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတ္တလောကဤအကျိုးစီးပွားအလို့ငါအတိဒုက္ခရာနိဥ္စာအသက်ချေလက်အင်္ဂါမေတ္တာကြီးမှသမိတာနှင့်တထာဇနီစွန်ញင်းကြီးဟုကျက်တိထဝေငါးသွဲအစုအလုံးခဲရင်သောမူတို့ကိုကရွန်တော်ဖျားဖြစ်ရန်ဤတန်ကြိုးကုတ်အာထုတ်တော်မူရသည်ဖြစ်ဖြစ်ခေရန်လက်ချေမျက်လုံးအသက်ဆုံးလည်းရဲ့နှလုံးစေဝံကိုရောဤပင်မခြင်းတို့ကတောဘဝတဏ္ဏကျိန်ဖန်များစွာရောက်တော်မူကြရရှာလေပြီမဟာကရုဏီကတတတဝါများရင်ဝေသားကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတသနာတသဝိနည်းများစွာတတဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထအမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြောင်းမံကိုလျော်ဖြင့်ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းမြတ်ဗုဒ္ဓဤအနုတ္တရိယခုံ16ပါးတမ္ပတာဒနိယသုတ်အနှစ်ချုပ်အပိုင်း3ရှင်သာရိပုတ္တရာမထေရမြတ်ကရဲဝံ့ပြတ်သားစွာမြတ်စွာဘုရားရဲ့ခုံတော်တွေကိုထုတ်ဖော်ဟောကြားတဲ့သုတ်တန်တစ်ခုဖြစ်အနုတ္တရိယဂုံ16ပါးတဲ့ကဂုံတော်6ပါးအစဂုံတော်6ပါးရှင်းလင်းဟောကြားပြီးပြီအခုဒီနေ့နံပါတ်9အနုတ္တရိယဂုံတော်နဲ့ပတ်သက်ပြီးရှင်သာရိပုတ္တရာကမြတ်စွာဘုရားကိုဘယ်လိုလျှောက်လဲလို့ဆိုအပရံပဏဗန္တိဣတတာနုတ္တရိယရှင်သာရိပုတ္တရာလျှောက်တဲ့စကားလုံးရဲ့နောက်တစ်ခုအမြတ်ဆုံးဂုဏ်တော်အတာမရှိမြတ်စွာဘုရားတဲ့တာလွန်ချက်မရှိတဲ့အရာပါလဲလို့ဆိုယထာဘဂဝါဓမ္မံဒေသေတိပဋ္ဌာနိတုမြတ်စွာဘုရားဟာပဋ္ဌာနအလုံးနဲ့ပတ်သက်ပြီးတော့တရားဓမ္မဟောပြောတဲ့နေရာမှာမြတ်စွာဘုရားဟာအသာဆုံးပါပဲလို့ဒီလိုဟောတာဒီလိုလျှောက်ထားတာပေါ့အဲ့ဒီမှာပဋ္ဌာနဆိုတဲ့ကျင့်စဉ်တရားနဲ့ပတ်သက်ပြီးတော့ဟောကြားတဲ့နေရာမှာဘယ်သူနဲ့မှမတူဘူးပြီးစုံယုံနေမကဘူးအမ္တမထူးချွန်ထက်မြက်တယ်ဒါကြောင့်မြတ်စွာဘုရားတဲ့တာလွန်နဲ့သူသို့မဟုတ်တာလွန်အောင်ဟောပြောတဲ့တရားဒေသနာမျိုးဆိုတာဘယ်မှာမှမရှိဘူးလို့အနုတ္တရိယဆိုလိုတာအကောင်းဆုံးလို့ဒီလိုပြောတာနော်သူတဲ့တာရာမရှိဘူးအကောင်းဆုံးမြတ်စွာဘုရားဟာအကောင်းဆုံးပဲဒီပဋ္ဌာနကျင့်စဉ်တစ်ခုထုတ်ဖော်ဟောကြားတဲ့နေရာမှာမြတ်စွာဘုရားဟာပြည့်စုံလို့အသာဆုံးပဲလို့ဒီလိုလျှောက်တယ်
အဲ့တော့ဒီနေရာမှာရှင်သာရိပုတ္တရာကပဋ္ဌာနလို့သုံးလိုက်တဲ့စကားလုံးမှာဘာကိုရည်ညွှန်းတာတော့ဆိုသူဆက်ပြီးလျှောက်တာတတ္တိမေဗန္တိဘုဇင်္ဂပဋ္ဌာနဆိုတာဘုဇင်္ဂလို့ခေါ်တယ်ဘုဇင်9ပါးအဲ့ဒီဘုဇင်9ပါးအကျင့်တရားဒီဘုဇင်9ပါးအကျင့်တရားဆိုတာအင်တမအရေးပါတဲ့မရှိမဖြစ်တဲ့တရားဘုဇင်9ဆိုတာဘောဓိအင်္ဂဘောဓိဆိုတာအသိဉာဏ်အင်္ဂဆိုတာပြည့်ပြည့်စုံမှုအထောက်အကူဖြစ်တဲ့အချက်လက်တွေအကြောင်းတရားတွေလို့ဆိုလို့တယ်အင်္ဂဆိုတဲ့စကားလုံးနဲ့သုံးထားတာဘောဓိအင်္ဂမဉဏ်လို့ခေါ်တဲ့ဘောဓိထိုဘောဓိရဖို့ရပြည့်ပြည့်စုံမှုတဲ့အရေးပါတဲ့အကြောင်းတရားတွေအရေးပါတဲ့အချက်လက်တွေဒါတွေမရှိရင်ဘောဓိဆိုတာမဖြစ်နိုင်ဘူးဘောဓိရဖို့ရအတွက်အရေးပါတဲ့အချက်လက်9ခုဒီနေရာမှာပဋ္ဌာနလို့ရှင်သာရိပုတ္တရာကသုံးနှုံးပြီးတော့ရှောင်ကြားတာဖြစ်တယ်အဲ့တော့ဒီဘုဇင်လို့ခေါ်ကြတဲ့ဘောဓိအင်္ဂဘုဇင်ကမြန်မာလိုဘုဇင်လို့သုံးနေတဲ့ဒီတရား9ပါးနဲ့ပတ်သက်လာတဲ့အခါမှာမြတ်စွာဘုရားဟောကြားတဲ့ဘုဇင်9ပါးကအင်တမပြည့်စုံကျွမ်းကျင်မရှိဘူးလို့ဆိုလူလေးသေးမရှိအောင်ဟောတာဘုဇင်9ပါးဟောကြားထားပုံလေးဟာဘုန်းကြီးတို့အရင်တုန်းကလည်းဗောဓိပက္ခိယတရားကိုလေးလသုံးသပ်ခြင်းဆိုတဲ့ထဲမှာဘုဇင်ကိုသေးစိတ်ဟောထားတာရှိပါတယ်ဒီမှာနည်းငယ်ထပ်ပြီးတော့ပြောရမယ်ဆိုလို့ရှိရင်ဘုဇင်9ပါးဟောကြားထားတာဟာအဗ္ဗဓမ္မစနစ်ကြတယ်ဘာနဲ့တူတော့ဆိုရင်ချိန်ခွင်တစ်ခုလိုပဲမြတ်စွာဘုရားရဲ့ဒီဘုဇင်ဒီအသိဉာဏ်တစ်ခုဖြစ်ပေါ်ဖို့ရာအတွက်ချိန်သားကြိုက်နေဘူးလိုအပ်တယ်ချိန်ခွင်ဆိုတာဟိုဘက်တစ်ခုဒီဘက်တစ်ခုနော်အလေကောင်ကနေထိမ့်ညှိထားတဲ့ဟာလေးချိန်ခွင်ရှာဆိုတာရှိတယ်အဲ့ဒီချိန်ခွင်ရှာကနေပြီးတော့အလေးချိန်ကိုဟိုဘက်ဒီဘက်မျှတယ်မမျှဘူးဆိုတာထိမ့်ညှိပေးနေသလိုပဲအဲဘုဇင်9ပါးဟောတဲ့အခါမှာမြတ်စွာဘုရားကအဲ့ဒီပုံစံနဲ့အဓိကပရဏာကတတိတံဘုဇင်ဆိုတာပထမဆုံးတတိကိုရှေ့ကထားပြီးတော့ဟောလိုက်တယ်တခြားဣန္ဒြေ5ပါးတို့ဘိုး5ပါးတို့ဆိုတဲ့ဟာတွေဟောတဲ့အခါမှာတတ္ထာကရှေ့ကစထားနော်မြတ်စွာဘုရားဟောပုံလေးကိုဒါအမတ်တမဲ့ဟောတာမဟုတ်ဘူးမဂ္ဂင်7ပါးဟောတဲ့အခါကျတော့တမ္မာဒိဋ္ဌိဆိုတဲ့ဉာဏ်ကစထားတာနော်ဘုဇင်9ပါးဟောတဲ့အခါကျတော့တတိကစထားတာဒီတတိနဲ့ထိမ့်ညှိထားမှအသိဉာဏ်ဆိုတာဖြစ်တယ်ပေါ့ဒီတတိဟာဓမ္မအရေးကြီးတယ်ဒါကြောင့်မို့မဟာတတိပဋ္ဌာန်းသုတ်ထဲမှာလည်းတတိတမ္ပစဉ္ညာဆိုတွဲဖက်ထားတယ်ဗျာတတိတမ္ပစဉ္ညာတဲ့အာယုန်နဲ့စင်ဆက်မပြတ်ထိတွေ့နေမှုကတတိအဲ့ဒီအာယုန်နဲ့စင်ဆက်မပြတ်ထိတွေ့နေမှုဆိုတဲ့တတိရှိမှပညာဆိုတဲ့အတိတရားဖြစ်တာတတိမပါရင်ပညာမဖြစ်ဘူးလို့ဒီလိုဆိုတာဒါမို့တိကာတွေကြတော့ကောက်ချက်ချပြီးတော့ပြောတယ်နာဟိတတိဝိရဟိတာပညာနာမအဋ္ဌိမှန်တယ်တဲ့တတိကင်းမဲ့တဲ့ပညာဆိုတာလုံးဝမရှိနိုင်ဘူးလို့ဒီလိုပြောတာနော်တတိမပါပဲပညာမဖြစ်ဘူးလို့ဆိုလိုတာတတိရှိကိုရှိအောင်အဲ့တော့ဘုဇင်9လို့ဆိုတဲ့ဘောဓိကိုဥတည်ပြီးတော့အသိဉာဏ်ဖြစ်ဖို့ရာအတွက်အရေးကြီးဆုံးအင်္ဂါရက်ကဘယ်သူလဲလို့ဆိုတတိပဲဒါကြောင့်မို့ဘုန်းကြီးတို့တွေကိုယ့်ကိုမဟာသရိပဋ္ဌာန်သုတ်ရဲ့ဤစနစ်အရာကြည့်မယ်ဆိုရင်ကာယဝေဒနာစိတ်ဓမ္မလို့ခေါ်တယ်ဒီသဘာဝတရားတွေဟာအပြင်ကဟာတွေမဟုတ်ဘူးကိုယ်တဏ္ဍာနေမှာရှိတဲ့အရာတွေဖြစ်တယ်ကိုယ်တဏ္ဍာမှာရှိတဲ့တရားတွေပုံမှာတတိရှိဖို့ဆိုပြီးတော့အဓိကထားဟောတယ်ဘုန်းကြီးတို့တွေကတတိရှိလားဆိုမရှိဘူးလေမေ့နေဒါတွေကိုမေ့ထားပြီးတော့အပြင်အာယုန်တွေပေါ်မှာလွင့်မာနေတာကိုယ်စိတ်ကအမြဲတမ်းဟုတ်ပုံကိုယ့်ဘာကိုစဉ်းစားကြည့်ကိုယ်ခန္ဓာကိုယ်ထဲမှာဘာဖြစ်နေတယ်ဆိုတာတတိထားတာခါရှာရှာလူတွေကတွေးနေတာနဲ့ပြန်ဘာလို့အောင်
လက်ပြင်ကဘာလို့ဆရာရှိတော့ဘာလို့ဘာစားရမလဲဘယ်သွားရမလဲဒီအပြင်အာယုန်နေကြီးပဲလူတွေရဲ့စိတ်ထဲမှာကျက်စားနေတာမြင်ခဲ့တဲ့အာယုန်ကြားခဲ့တဲ့အာယုန်ဓာတ်တွေပေါ်မှာပဲဒီစိတ်ဟာလွင်ပါပြီးတော့နေတာနော်အတွေ့အာယုန်တွေပေါ်မှာပဲလွင်ပါပြီးတော့နေတာခန္ဓာကိုယ်ပေါ်မှာစင်စစ်မပြတ်သိနေတဲ့တတိဆိုတာအမှန်မှခက်တယ်ကိုယ့်ကိုစဉ်းစားကြည့်ပေါ့ထိုင်းနေလို့တဏှိကုံထိုင်းနေတဲ့အခါတော့ငါထိုင်းနေတာပါလားလို့ဘယ်နှခါသိလဲအိတ်တဲ့အခါမှာလဲငါအိတ်နေတာပါလားလို့ဘယ်နှခါစဉ်းစားမိလဲသွားနေတဲ့အခါမှာလဲငါသွားနေတာပါလားလို့မစဉ်းစားဘူးလေကားမောင်းနေရင်လည်းငါကားမောင်းနေတာလို့မသိဘူးဟိုတွေးတွေးတာပဲရှေ့ကမြင်သမျှအာယုန်တွေပေါ်တွေးခြင်းတွေးမယ်ကြားတဲ့အတန်တွေပေါ်တွေးခြင်းတွေးမယ်တခုခုအာယုန်တွေပေါ်မှာစိတ်ဟာလွင့်ပြန်နေတဲ့သဘောတွေရှိတယ်ပေါ့ဒါကြောင့်မို့ဘောဓိဆိုတဲ့အတိညာရဖို့ရအတွက်တတိဟာအဓိကအချက်အင်္ဂါရဖြစ်တဲ့အတွက်ကြောင့်ဘုဇင်9ပါးမှာတတိတံဘုဇင်ဆိုတာရှေးဥစွာထားတာသိပြီးတော့ reasonable ဖြစ်တယ် logical ဖြစ်တယ်လို့ပြောဒါမြတ်စွာဘုရားဉာဏ်တော့ကိုမမိဘူးသို့တော့မြတ်စွာဘုရားအဓိတဲ့ကြီးမားတဲ့ရည်ရွယ်ချက်ရှိကောင်းရှိမယ်ဉာဏ်မိသမျှစဉ်းစားကြည့်ရင်ကိုပဲအံ့ဩစရာကောင်းတယ်ပေါ့ဒီလိုဟောနိုင်တယ်ဆိုတာအင်တမကျင့်တတ်စရာကောင်းတယ်ပေါ့ကဲတတိတံဘုဇင်ဆိုပြီးတော့မြတ်စွာဘုရားတတိကိုချိန်ဝင်ညာသဘောမျိုးထားပြီးတော့ထိတ်ကနေထားလိုက်တယ်ပြီးတဲ့အခါဘာလာတော့ဆိုတတိရှိမှနောက်ကဓမ္မဝိစရာတဲ့ယုံနာဓမ္မတွေပေါ်မှာစူးစမ်းလေ့လာနိုင်မှုဆိုတာတတိမရှိဘဲနဲ့မစူးစမ်းလို့မရဘူးဘယ်ရာပဲဖြစ်ဖြစ်စိတ်ဆိုင်မှအကြောင်းအရာတစ်ခုကိုစူးစမ်းလေ့လာတယ်ဆိုတာစိတ်ဆိုင်မှရတာလေစင်စက်မပြတ်အာယုန်နဲ့တွဲဆုံနေမှသိတာဒါကြောင့်မို့ဒုတိယတတိရှိပြီဆိုရင်ဖြစ်ပေါ်လာနိုင်တဲ့ဓမ္မဝိစရာပညာကိုပြောတာရှေ့ပိုင်းကနေဓမ္မတွေကိုစူးစမ်းဆင်ခြင်ပေးရအဲ့ဒါလို့စူးစမ်းဆင်ခြင်တဲ့အခါမှာအိတ်နေလို့လည်းမရဘူးပြင်းနေလို့လည်းမရဘူးဘာလို့อ่ะကြိုးစားအထောက်ရမယ်ဝိရိယတမ္မောစေတရားဓမ္မတွေကိုဆင်ခြင်သုံးသပ်လို့ကြိုးစားအထောက်တဲ့အခါမှာကျင့်တတ်လောက်တဲ့အဖြေတွေထွက်လာတဲ့အခါပိဋိတံဘောဇင်ဟောဒါတွေကအသိဉာဏ်ကိုဖွင့်ဖြိုးဖို့ရာအတွက်ထောက်ကူတွေအများကြီးဖြစ်တယ်အဲ့တော့ကျင့်တတ်မှုတွေပိဋိတွေဖြစ်လာတဲ့အခါနောက်ကဘာတွေဆက်ဖြစ်လာတော့ဆိုပတ္တတိငြိမ်းချမ်းလာတယ်ငြိမ်းချမ်းလာပြီးတဲ့အခါဘာဖြစ်တော့တမာတိစိတ်ကလေးဟာငြိမ်းလာတယ်ဥပိ္ပခလစ်လျှွနိုင်လာတယ်တည်ငြိမ်လာတယ်လို့ဆိုလို့အဲ့ဒီဘုဇင်9ပါးကိုမြတ်စွာဘုရားဟာအခုလိုတစ်ခုနဲ့တစ်ခုလိုအပ်ချက်တွေဆက်သွယ်ပြီးတော့ဟောထားတာဒါဟာပဓာနတကယ်ကြိုးပမ်းအထောက်မှုပဓာနဆိုတဲ့အဓိပ္ပာယ်ကသမ္မပဓာနကပဓာနနဲ့တူတူပဲကမ္မထာတရားအထုတ်တဲ့အခါမှာအရေးပါတဲ့တရားတွေဖြစ်သည့်အတွက်ကြောင့်ပဓာနအထုတ်ရမယ်တတိတံဘုဇင်ကိုဖြစ်ပွားအောင်ကြိုးစားမယ်ဘယ်ထိအောင်ဖြစ်ပွားအောင်ကြိုးစားရမလဲဆိုရာဂကုံသွားသည့်အထိဒေါသကုံသွားသည့်အထိမောဟကုံသွားသည့်အထိဒါမို့ရာဂပရိယောဒနံဒေါသပရိယောဒနံမောဟပရိယောဒနံဘယ်ထိလောက်ရမလဲဆိုအဲ့ဒီထိအောင်လုပ်ဘုဇင်9ပါးပွားတာအဲ့ဒီထိအောင်ဝတ္တကပရိနာမိန်တတန်တရားလုံးတွဲလာတဲ့အတွေ့တွေကိလေသာတွေကိုလုံးဝငဲ့ကွက်ပြီးတော့မနေဘဲနဲ့လုံးဝစွန့်ပယ်နိုင်လောက်အောင်ရင့်တန်သွားသည့်ထိအောင်ကြိုးစားရမယ်လို့ဒီလိုဆိုလိုတာဘယ်လောက်ထိအောင်ရင့်တန်သွားပါလဲဘုန်းကြီးတို့တွေတတိတို့ဓမ္မဝိဇ္ဇာတို့ဆိုတဲ့ဒီတန်ဖိုးစဉ်တွေဟာမရင့်တန်သေးတဲ့အခါမှာသူတို့ရဲ့အလုပ်ကိုပိုင်ပိုင်နိုင်နိုင်မလုပ်နိုင်ကြဘူးဘာဖြစ်လို့မလုပ်နိုင်မရင့်ကျက်လို့ပဲရင့်ကျက်အောင်လို့စုကလေးဟာနော်စုကလေးဟာမမာသေးဘူးဆိုလို့ရှိရင်ဖက်တောင်မှထိုးကြည့်လို့ရှိရင်ခွေသွားမှာပေါ့
မာနေဖို့လိုတယ်ပေါ့ရင့်သွားဖို့လိုတယ်ရင့်နေပြီဆိုလို့ရှိရင်ဘယ်အရာကိုပဲထိုးဖောက်သူ့လောက်မမာတဲ့အရာတွေအလုံးထိုးဖောက်လို့ရသွားတယ်မာရင်မာသလောက်ထိုးဖောက်နိုင်တယ်လို့ဒီလိုဆိုတယ်အဲ့ဒါကိုဝတ္တကပရိနာမီပရိနာမဆိုတာရင့်ကျက်သွားတာပြောတယ်ရင့်ကျက်သွားတာခန္ဓာရင်ရှိသွားတာအလုံးအတွက်စွမ်းဆောင်မှုပေးနိုင်တန်နဲ့လှုပ်ထားတဲ့ဓာတ်တစ်စင်းဟာတန်ကပြော့နေသေးတယ်ဆိုလို့ရှိရင်ဘယ်နေရာခုတ်လိုက်လိတ်သွားမှာပဲပေါ့မာခုတ်လိုက်တာနဲ့လိတ်သွားတယ်အဲ့ဒါလို့မဟုတ်ဘဲနဲ့တန်ဟာမာပြီးတော့လုံလောက်တဲ့အတိုင်းအတာထိအောင်မာပြီးဆိုလို့ရှိရင်ကြာနခုတ်ဖြတ်နိုင်တဲ့အနေအထားရောက်သွားတယ်မလိတ်တော့ဘူးပေါ့အဲ့ဒီသဘောမျိုးပဲဘုဇင်9ပါးကိုအဲ့ဒီအတိုင်းအတာထိအောင်ပွားလို့ဒီလိုဘုဇင်9ပါးလုပ်ရမယ့်လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ဟောကြားတဲ့နေရာမှာဘယ်ပုဂ္ဂိုလ်ရဲ့ဟောပြောချက်နဲ့မှမတူဘူးအထူးခြုံဆုံးအပြည့်ပြည့်စုံစုံလိုလေသေးမရှိအောင်ဟောထားတာဖြစ်တော့ဒါဟာအနုတ္တရိယဂုဏ်တစ်ပါးပဲလို့ရှင်သာရိပုတ္တရာလျှောက်တာဖြစ်တယ်ပေါ့အဲ့တော့ဘုဇင်9ပါးဆိုတာလူတွေရဲ့တဏ္ဍာမှာတတိကဘလို့ထိန်းညှိပေးနေတုံးလို့ဆိုလူရဲ့စိတ်ဆိုတာတခါတရံစိတ်အားတွေတက်ကြွနေတာရှိတယ်တခါတရံစိတ်ဓာတ်တွေကကျနေတာရှိတယ်စိတ်တွေကျတယ်စိတ်အားကျတယ်စိတ်အားတက်နေတယ်လူဆိုတာစိတ်အားတက်ပြီဆိုလို့ရှိရင်ရွှင်လန်းတယ်ဘာလို့လောဆိုအနေထားမျိုးဖြစ်တယ်ပေါ့စိတ်အားကျသွားပြီဆိုလို့ရှိရင်တခါတည်းလူမမာကြီးဖြစ်သွားနော်စိတ်အားကျသွားပြီဆိုရင်လူမာကြီးလို့ဖြစ်သွားအဲ့တော့လူရဲ့စိတ်ဟာလည်းအတက်ကျရှိတယ်အဲ့ဒါလို့အတက်ကျရှိတဲ့အခါမှာတတိကထိမ့်ညှိပေးဖို့လိုတယ်ဘုဇင်9ပါးပွားလို့ဆိုရင်9ပါးလုံးတစ်ပြိုင်တည်းပွားခိုင်းတာမဟုတ်ဘူးစိတ်အားတွေသိတက်နေတယ်ဆိုလို့ရှိရင်ဓမ္မဝိဇ္ဇာတို့ဝီရိယတို့ပီတိတို့ကငိုတဲ့စိတ်အားကိုတိုးမြင့်နေတဲ့အရာတွေဖြစ်တယ်ပေါ့စဉ်းစားနေတယ်ကြိုးစားနေတယ်ပီတိတွေဖြစ်နေတယ်ဆိုတာစိတ်အားကြတာမဟုတ်ဘူးစိတ်အားတွေသိတက်နေအဲ့ဒီသိတက်နေတဲ့အချိန်မှာဒါတွေထပ်ပြီးတော့ပေးလိုက်မယ်ဆိုလို့ရှိရင်တက်သွားပေါ့တက်သွားလို့ရှိရင်ဒီဟာကတာခက်ကိုလွဲသွားနိုင်တယ်ပေါ့အမှန်သိဖို့ခက်သွားပြီလွဲချော်သွားနိုင်တယ်ဒါကြောင့်သူ့ဘာနဲ့ပြန်လျှော့ပတ္တတိတမာတိဥပိ္ပခာဆိုတဲ့ငြိမ်သက်တဲ့ဘုဇင်တွေနဲ့ပြန်ပြီးတော့အစားထိုးပြီးလျှော့ချပေးရဓမ္မဝိဇ္ဇာတို့ဝီရိယတို့ပီတိတို့ကတိတ်တက်ကြွနေတယ်ဆိုလို့ရှိရင်ပတ္တတိတမာတိဥပိ္ပခာနဲ့ပြန်လျှော့တဖန်စိတ်ဓာတ်တွေကကြာနေတာကိုပတ္တတိတို့တမာတိတို့ဥပိ္ပခာတို့ထပ်ပွားလိုက်မယ်ဆိုရင်ကြာတဲ့ကြာသွားမှာအဲ့ဒါလို့ကြာတဲ့မကြအောင်ဘာနဲ့ထပ်ပြီးမြင့်ရမလို့ဆိုဓမ္မဝိဇ္ဇာဝီရိယပီတိနဲ့ထပ်မြင့်လို့ဒီလိုပြောတာအဲ့တော့ဘုဇင်9ပါးပွားတယ်ဆိုတာတတိရဲ့ထိမ့်ညှိပေးမှုနဲ့လိုအပ်တယ်လို့ဒီ9ခုဟာဟန်ချက်ညီညီဖြစ်နေအောင်လှုပ်ဆောင်ပေးမှဘောဓိဆိုတဲ့အသိဉာဏ်တစ်ခုကပေါ်လာနိုင်တယ်လွယ်နဲ့တော့ဖြစ်တာမဟုတ်ဘူးပေါ့နော်ဒီအသိဉာဏ်တစ်ခုရဖို့ရဓမ္မခဲဒါကြောင့်မို့လို့ဒီအကျင့်နဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားရဲ့ဟောပြောချက်ဟာဘယ်သူရဲ့ဟောပြောချက်နဲ့မှမတူပဲနဲ့အမှန်မှပြည့်စုံတယ်လိုလေသေးမရှိအောင်ဘုဇင်9ပါးနဲ့ပတ်သက်ပြီးတော့ဟောထားတာမဟာတတိပဋ္ဌာန်သုတ်မှာလည်းဟောထားတာရှိတယ်ထို့သုတ်တန်တွေမှာလည်းဘုဇင်9ပါးနဲ့ပတ်သက်ပြီးဟောထားဟောပြောချက်တွေအားလုံးဟာပြည့်စုံတဲ့ဒါကြောင့်ဒီဘုဇင်9ပါးနဲ့ပတ်သက်တဲ့တရားဒေသနာဟောပြောတဲ့နေရာမှာမြတ်စွာဘုရားတဲ့တာတဲ့ပုဂ္ဂိုလ်မရှိပါဘူးလို့ရှင်သာရိပုတ္တရာကလျှောက်တာဒါကအနုတ္တရိယဂုဏ်တစ်ခုပေါ့နောက်တစ်ခါနံပါတ်8အနုတ္တရိယဂုဏ်ရှင်သာရိပုတ္တရာဆက်ပြီးလျှောက်တယ်အပရမ္ပဏဗန္တိဣတဒနုတ္တရိယဣတဒနုတ္တရိယဆိုဣတံအနုတ္တရိယဒါဟာအကောင်းဆုံးပဲမြင့်မြတ်ဆုံးပဲဘာလဲလို့ဆိုရင်
ယထာဘဂဝါဓမ္မံဒေသေတိပฏิပဒါတုပฏิပဒါဆိုတာကျင့်စဉ်နေနဲ့ဆက်ပြီးတော့မြတ်စွာဘုရားဟောတဲ့တရားဟာအမှန်တမ်းပြည့်ပြည့်စုံစုံဟောထားတာဖြစ်သောကြောင့်အကောင်းဆုံးပဲမြတ်စွာဘုရားတဲ့တာလွန်ပြီးတော့ဟောနိုင်ပြောနိုင်တဲ့ပုဂ္ဂိုလ်မရှိဘူးတဲ့ဒါကြောင့်မို့ပฏิပဒါကိုဟောပြောတဲ့နေရာမှာလည်းပဲမြတ်စွာဘုရားဟာအနုတ္တရိယဂုဏ်နဲ့ပြည့်စုံတယ်ပေါ့ကောင်းဆုံးဆိုတဲ့အရာကိုရတယ်ပေါ့ဒီလိုဆိုဒါဖြင့်ပฏิပဒါဘယ်နှမျိုးရှိတော့ဆိုတာဆက်ပြီးလျှောက်တယ်စတတ်သောဣမဗန္တိပฏิပဒါဒါမြတ်စွာဘုရားဟောထားတဲ့ပฏิပဒါတွေထို့သုတ်တန်တွေမှာပฏิပဒါ၄မျိုးဆိုပြီးတော့ဟောထားတာရှိတယ်အဲပฏิပဒါ၄မျိုးကိုမှတ်မယ်ဆိုလို့ရှိရင်သူကကျင့်တဲ့အခါမှာခက်ခဲတာရဲ့လွယ်ကူတာရဲ့ဒါနှစ်ခုသိတဲ့အခါမှာလျင်မြန်တာနဲ့နှိပ်ကွေးတာအဲ့ဒီနှစ်ခုကိုနှစ်ခုနဲ့မြောက်ထားတာပဲလွယ်လွယ်လေးရတော့နော်ရှောက်လှဲ့နေမျက်စိလဲနေမယ်နှစ်ခုကိုနှစ်ခုနဲ့မြောက်တာဘာနှစ်ခုလဲလို့ဆိုရင်ကျင့်တဲ့အခါမှာလွယ်ကူတာနဲ့ခက်ခဲတာနဲ့လွယ်ကူတာတရားကျင့်ပြီးဆိုရင်လွယ်ကျင့်ရတာရှိတယ်ခက်ကျင့်ရခက်ခဲတာနဲ့လွယ်ကူတာဒီနှစ်ခုကိုတည်ပြီးတော့အသိဉာဏ်ဖြစ်တာဉာဏ်နာနဲ့နေတာတော့လွယ်ကူတာနဲ့ခက်ခဲတာနဲ့လွယ်ကူတာနှစ်ခုလို့ဆိုတဲ့ပฏิပဒါအကျင့်ကိုနော်လျင်မြန်ခြင်းနေခြင်းလျင်မြန်ခြင်းဆိုတဲ့ဒီနှစ်ခုနဲ့မြောက်လိုက်တဲ့အခါကျတော့ပฏิပဒါ၄ခုလို့ဒီလိုပြောတာဒါဘယ်သူပဲလောကမှာတရားဓမ္မကျင့်ကြံသွားကြတဲ့ပုဂ္ဂိုလ်တွေဟာဒီ၄ခုထဲမှာဘောင်ဝင်သွားတဲ့အကုန်လုံးပဲအဲ့တော့စာလို့မှတ်ပြီးတော့ပြောရမယ်ဆိုရင်ဒုက္ခပฏิပဒါဒန္တာဘိညာဒုက္ခပฏิပဒါဆိုတာကျင့်တော့ခက်ခဲတယ်ခဲရင်ကျင့်ရတယ်ဒန္တာဘိညာအတိညာဖြစ်တော့လဲနှိကွေးတယ်ခက်ကျင့်ရပြီးတော့သိတာလဲနှိကွေးတယ်ဒါတစ်ခုနောက်တစ်ခါဒုက္ခပฏิပဒါခိပ္ပဘိညာခိပ္ပဆိုတာလျင်မြန်တာအဲ့တော့ဒုက္ခပฏิပဒါကျင့်တော့ခက်ကျင့်ရပြီမဲ့လို့အတိကြတော့လျင်မြန်တယ်တဲ့ခိပ္ပဘိညာဟောဒီလိုနောက်တစ်ခါဒုက္ခပฏิပဒါဒန္တာဘိညာဒုက္ခပฏิပဒါဆိုတာကျင့်တော့ကတော့လွယ်ကူတယ်ဒန္တာဘိညာဆိုတာအတိညာဖြစ်တဲ့အခါမှာနှိကွေးတယ်တခါဒုက္ခပฏิပဒါခိပ္ပဘိညာကျင့်တော့ကလည်းလွယ်ကူတယ်အတိညာဖြစ်တော့လည်းလင်းမြန်တယ်ဟောအဲ့ဒါကိုပฏิပဒါ၄မျိုးလို့ခေါ်တယ်မြတ်စွာဘုရားသခင်ကိုရောမြတ်ဖျားဖြစ်ဖို့အကျင့်တဲ့အခါအဲ့ဒါဒုက္ခရစရိယကျင့်တာဖျားဖြစ်ဖို့အကျင့်နဲ့မပါဘူးလမ်းချော်နေတာအဲ့ဒါနော်လမ်းချော်နေတာအဲ့ဒီချိန်တော့6နှစ်ပတ်လုံးဒုက္ခရစရိယအကျင့်တွေကလမ်းမှားလိုက်နေတာလမ်းမှားပြီးတော့လူဒုက္ခရောက်တယ်အတ္တကိလမထအကျင့်တွေအဲ့ဒါတွေကဒီထဲမှာမပါဘူးအကျင့်မှန်သွားတဲ့အချိန်မှာမြတ်စွာဘုရားရဲ့ဒီအာနာပါနကိုအခြေခံပြီးတော့မြတ်စွာဘုရားအာနာပါနကမ္မထံနဲ့ဖျားဖြစ်တာဟုတ်အဲ့တော့အာနာပါနအခြေခံပြီးတော့ကျင့်လိုက်တာအာနာပါနအခြေခံတဲ့ဇန်နေအဘိညာဉ်တွေရပြီးတော့ဝိပဿနာခူးပြီးတော့တထိုင်နဲ့မလေးပါဖို့လေးပါတဆင်ပြီးတဆင်ရသွားတာဖျားဖြစ်သွားတာအဲ့တော့မြတ်စွာဘုရားရဲ့ဖျားဖြစ်ဖို့အကျင့်ဟာဒီအကျင့်၄မျိုးထဲမှာဘယ်ထဲပါလဲလို့ဆိုရင်ဒုက္ခပฏิပဒါခိပ္ပဘိညာကျင့်တော့ကလည်းလွယ်ကူတယ်အတိညာကလည်းပဲလျင်မြန်တယ်လို့ဒီလိုဆိုတာနော်ဒုက္ခရစရိယနဲ့သွားမရောနေနဲ့နော်ဒုက္ခရစရိယဒီထဲမှာမပါဘူးမှားတဲ့အကျင့်နေတာအဲ့ဒါလမ်းကြောင်းပြောင်းလိုက်ကြတဲ့ကမြတ်စွာဘုရားမှာခက်ခဲမှုဆိုတာမရှိတော့လွယ်ကူသွားတယ်လွယ်ကူတဲ့အကျင့်လျင်မြန်တဲ့အတိညာဒါကြောင့်မလို့တချို့ကဆုတောင်းတဲ့အခါမှာထည့်ပြီးတောင်းကြသေးတယ်လွယ်ကူသောအကျင့်လျင်မြန်သောအတိညာတို့ဖြင့်နိဗ္ဗာန်ကိုမျက်မှောက်ပြုရပါလို့ဤနဲ့ပြင်းလို့တော့ဟုတ်မှမထင်ပါဘူးနော်လောကလူတွေကလွယ်ခြင်းနဲ့လေခက်တာမကြိုက်ဘူး
မနေခြင်းဘူးမျက်ညင်တယ်အဲ့ဒါကြောင့်မို့အကောင်းဆုံးဆုတောင်းတာပေါ့တွေ့ကူသောအကျင့်လင်းမြန်သောအသိဉာဏ်တို့ဖြင့်ဘက်ဖို့နိဗ္ဗာန်ကိုမျက်မှောက်ပြုရပါလို့ဤတဲ့အဲ့လိုဆုတောင်းကြတယ်အဲ့တော့မြတ်စွာဘုရားရဲ့ဖျားဖြစ်ကြောင်းအကျင့်ဟာအဲ့ဒီအကျင့်မျိုးပဲနောက်တစ်ခါရှင်သာရိပုတ္တရာရှင်သာရိပုတ္တရာမထေရမြတ်ဟာလည်းပဲဒုက္ခပฏิပဒါခိဗ္ဗဗိညာပဲသောတာပန်ဖြစ်တော့လဲဒုက္ခပฏิပဒါခိဗ္ဗဗိညာကောင်းကောင်းတော့မကျင့်လျက်ဘူးတရားလေးတစ်ပုဒ်နာလိုက်တာခါရလေးနှစ်ပါးနာလိုက်တာနဲ့ပဲသူကသောတာပန်ဖြစ်သွားအသိဉာဏ်လည်းဓမ္မဉာဏ်နဲ့ကျင့်လိုက်ရတာလဲဒီတရားနာရင်အာယုံဆိုင်လိုက်တာဟာအကျင့်ပဲနော်တချို့ကငုတ်တုတ်ကြီးထိုင်ပြီးတော့လုံနေမှကျင့်တယ်လို့ထင်နေတာမဟုတ်ဘူးဒါတွေကဘာဝနာဆိုတာစိတ်แท้ဖြစ်အောင်လုပ်တာပွားအောင်လုပ်တာဒါကိုဘာဝနာလို့ခေါ်တယ်ကိုယ်စိတ်แท้ဖြစ်အောင်လုပ်နေတာဖြစ်အောင်လုပ်တာဆိုတာဒီလိုကြီးထိုင်နေမှဖြစ်တာမှမဟုတ်တာဟုတ်မတရရလည်းဖြစ်ချင်းဖြစ်မယ်လမ်းသွားရင်လည်းဖြစ်ချင်းဖြစ်မယ်လျှောင်းနေရင်လည်းဖြစ်ချင်းဖြစ်မယ်နော်စိတ်แท้မှာဖြစ်တဲ့ဒါကြောင့်မို့လို့တရားနာလိုက်တဲ့အချိန်လေးမှာကျင့်ကြံမှုလေးကဒီထဲမှာပါသွားတယ်တရားပေါ်ကိုအာယုံစိုက်လိုက်တာနဲ့တပြိုင်နက်ပฏิပဒါဆိုတဲ့ကိစ္စပြီးသွားတယ်အတိကလည်းတောက်လျှောက်လိုက်လာတာခိဗ္ဗဗိညာသောတာပန်ဖြစ်ပြီးလို့ဘုရားသာသနာဝင်ရောက်ပြီးတော့မြတ်စွာဘုရားထံကကမ္မထမ်းယူပြီးတော့ဆက်လက်ပြီးအားထုတ်တဲ့အခါမှာ15ရက်နဲ့ရှင်သာရိပုတ္တရာမထေရမြတ်ကအထက်မဲ့တွေရသွားတယ်အထက်မဲ့ဖို့တွေရသွားအဲ့တော့15ရက်ဆိုတာခက်နေလို့လားလို့ဆိုမဟုတ်ဘူးရှင်သာရိပုတ္တရာဆိုတာတိတ်အသေးစိတ်လိုက်တယ်သူကအနုပဒဓမ္မဝိပဿနာလို့ခေါ်တယ်တရားဓမ္မတွေကိုအကုန်လုံးဉာဏ်ကြီးသလောက်ချက်ပြီးတော့ကြည်နေလို့15ရက်ဖြစ်သွားတာဉာဏ်လေးလို့15ရက်ဖြစ်တာမဟုတ်ဘူးအဲ့တော့ကျင့်တဲ့အခါမှာလည်းဘာအခက်ခဲမှမရှိဘူးနောက်ဆုံးမှာမြတ်စွာဘုရားကဒီဝေဒနာပရိက္ခဟလို့ခေါ်တယ်ဝေဒနာကိုဘယ်လိုသိသိရမလဲဝေဒနာကိုဘယ်လိုအသိဉာဏ်နဲ့ရှုမှတ်ပွားများရမယ်ဆိုတဲ့ဤစနစ်တွေကိုဒီကနခပရပိုက်ကိုခေါ်နေတဲ့ချိန်လေးမှာမြတ်စွာဘုရားကိုနောက်ကနေရက်တောင်လေးနဲ့ရက်ခတ်ပေးရင်ကနေပြီးအဲ့ဒါနာရင်ကနေယန္နာဖြစ်သွားတာရှင်သာရိပုတ္တရာဒါကြောင့်မို့လို့ရှင်သာရိပုတ္တရာဟာသောတာပန်ဖြစ်တာလဲဒုက္ခပฏิပဒါခိဗ္ဗဗိညာပဲယဟန္တာဖြစ်တော့လဲဒုက္ခပฏิပဒါခိဗ္ဗဗိညာလို့သူတို့ပြောတာရှင်မောက္ကလန်ကြတော့ရှင်သာရိပုတ္တရာထံကနေတဆင့်ရှင်အတ္တစီဟောတဲ့သစ္စာလေးပါးအတူချုပ်လေးကိုပြောပြလိုက်တော့သူလည်းပဲသောတာပတ္တိမဲ့ရတာတော့ဒုက္ခပฏิပဒါခိဗ္ဗဗိညာပဲလွယ်လွယ်လေးနဲ့ကျင့်ပြီးအမြန်ကြီးသိသွားတယ်သို့တော့အထက်မဲ့ဖို့တွေအတွက်ကြိုးစားတဲ့အခါမှာရှင်မောက္ကလန်မှာအခက်ခဲတွေတွေ့တယ်။ဘာတွေအခက်ခဲတွေ့လဲဆိုအိတ်ငိုက်တဲ့အခက်ခဲတွေတွေ့တယ်။အိတ်ချင်တယ်။ဒါအိတ်ချင်တယ်တရားထုတ်တဲ့အခါမှာငိုက်တယ်။ရှင်မောက္ကလန်ကထိုင်ရဲ့အိတ်တဲ့နီးမသိလို့လားမသိ။နော်။အဲ့တော့အမြဲတမ်းငိုက်နေလို့မြတ်စွာဘုရားကနေပြီးတော့ရှင်မောက္ကလန်ကိုအငိုက်ဖြောင်းနီးဆိုပြီးတော့လာဟောသွားတာရှိတယ်လေကမ္မထမ်းထိုင်ခြင်းနဲ့အိတ်ငိုက်ခြင်းဆိုတာအဲ့ဒီသုတ်တံပဲအဲ့တော့ရှင်မောက္ကလန်ကအိတ်ချင်တာကိုဖြောင်းနေရသည့်အတွက်ကြောင့်သူ့မှာနည်းနည်းအခက်ခဲတွေရှိတယ်တရားကျင့်ရအဲ့ဒါကြောင့်မို့ဒုက္ခပฏิပဒါတဲ့ထက်မဲ့ဖို့တွေရောက်ဖို့အတွက်သူကခက်ခဲကြိုးစားဒီအိတ်ချင်တာကိုကြော်ဖြတ်ဖို့တော်တော်ခက်တယ်ရှင်မောက္ကလန်ဒီလိုဆိုရင်ကိုရောကြီးဝါဝါကြီးများလားမသိဘူးများသောအားဖြင့်ဝါတဲ့လူတွေကအိတ်တတ်တာဟောဝါတိုင်းတော့အိတ်မထင်ပါဘူးနော်အဲ့တော့ရှင်မောက္ကလန်ကသိအိတ်ချင်တာအိတ်ချင်လို့မြတ်စွာဘုရားအိတ်ဖြောင်းနည်းတွေလာပြီးဟောပေးရတယ်အမြဲတမ်းစောင့်ရှောက်တယ်တဲ့ရှင်မောက္ကလန်တရားထိုင်နေမြတ်စွာဘုရားစောင့်ကြည့်ဘာတွေလုပ်နေတုံးဆိုစောင့်ကြည့်အိတ်ချင်ပြီဆိုရင်တော့မအိတ်အောင်သွားလောက်ရနော်
အခုခေတ်တော့အမျိုးစုံထွန်းအားရဲ့တရားအထုတ်ရင်ကနေပြီးတော့မအေးအောင်လုပ်တဲ့နေဟိုဇင်ဗုဒ္ဓဘာသာဆိုတာဂျပန်မှာထွန်းကားတဲ့ဇင်ဆိုတာဒီဇာနာဆိုတာလားဇာနာကတရုတ်ပြည်ရောက်တဲ့အခါကျဒျာနဖြစ်သွားအိန္ဒိယဇာနာဒျာနကဒျယန်ကနေပြီးတော့မှဂျပန်ဘာသာနဲ့ကျဇင်ဖြစ်သွားတာနော်ဇာနာရှုမှတ်တယ်ဆိုတာအခုခေတ်ဇင်ဗုဒ္ဓဘာသာတွေကတော့အဲ့ဒီယောဂီဆောင်ကဘာလုပ်တုံးဆိုရင်တရားထိုင်တဲ့လူတွေကထိုင်နေယောဂီဆောင်ကနေပြီးတော့ဒုတ်တစ်ချောင်းကင်ထားတာငိုက်ထန်နဲ့ဖြန်းဆိုချလိုက်သူဒုတ်ကတော့ဟိုမာကြီးတော့ဟုတ်မှမထင်ပါဘူးကြာနော်ရာဘာဒုတ်ဖြစ်လိမ့်မယ်ထင်တယ်ငိုက်ရင်ဖြောင်းကနေချလိုက်တဲ့အခါမှာလန့်နိုးပြီးတော့အဲ့ဒီမှာတရားတို့တရားမြတ်ရနှုတ်ပေးလိုက်တာအဲ့ဒါဇင်ကိုင်းကအဲ့ဒါအငိုက်ဖြောက်တဲ့ညီပဲအဲ့လိုဒုတ်တစ်ချောင်းနဲ့စောင်းခိုင်းထားရင်လည်းကောင်းတာပဲငိုက်တဲ့လူတွေအတွက်အဲ့တော့ရှင်မောက္ကလန်ကအငိုက်အားကြီးသည့်အတွက်ကြောင့်သူဒုက္ခရောက်တယ်ဒုက္ခရောက်တယ်သို့တော့တရားသိတဲ့အခါကျတော့လျင်မြန်ပါတယ်တဲ့အသိဉာဏ်ကတော့လျင်မြန်တယ်ဒါကိုဒုက္ခပฏิပဒါခိဗ္ဗဗိညာလို့ဒီလိုပฏิပဒါနဲ့ပတ်သက်ပြီးတော့ရှင်းလင်းဟောကြားထားတာရှိတယ်ပေါ့အဲ့တော့ဒီပฏิပဒါ၄မျိုးထဲမှာနံပါတ်1ဖြစ်တဲ့ဒုက္ခပฏิပဒါဒန္တာဗိညာကျင့်ရတာလည်းခက်ခဲတယ်အသိဉာဏ်လည်းနှိမ့်ကွေးတယ်ဆိုရင်နှစ်ခုစလုံးမကောင်းဘူးပေါ့ဒီကျင့်အောက်တန်းကြတယ်ဒုက္ခဖြစ်လို့လဲအောက်တန်းကြတယ်အသိဉာဏ်နှိမ့်လို့လဲချီးမွမ်းပွဲမကောင်းဘူးနောက်ဒုတိယမျိုးအစားဖြစ်တဲ့ဒုက္ခပฏิပဒါခိဗ္ဗဗိညာသူကြတော့ဒုက္ခဖြစ်သည့်အတွက်ကြောင့်ခက်ခဲသည့်အတွက်ကြောင့်မကောင်းဘူးအသိဉာဏ်ထက်မြက်လျင်မြန်သည့်အတွက်ကြောင့်ကောင်းတယ်တခါတတိယဒုက္ခပฏิပဒါဒန္တာဗိညာကျင့်ရတာတော့လွယ်ကူရဲ့အသိဉာဏ်ကနှေးကွေးနေတယ်ဆိုတော့လွယ်ကူတာတော့ကောင်းပါရဲ့နှေးကွေးတာကမကောင်းဘူးနောက်ဆုံးတစ်ခုဒုက္ခပฏิပဒါခိဗ္ဗဗိညာလွယ်လွယ်ကူတယ်လျင်လျင်မြန်တယ်ဆိုတော့နှစ်ဖက်စလုံးအကောင်းဆုံးလို့ဒီလိုမြတ်စွာဘုရားကပฏิပဒါတွေနဲ့ပတ်သက်ပြီးတော့ရှင်းလင်းပြီးတော့ဟောကြားတာအဲ့တော့ဒါတွေနဲ့ပတ်သက်လာတဲ့အခါမှာဘယ်လိုဟာကဒုက္ခဘယ်လိုဟာကခိဗ္ဗလဲလို့ထပ်ပြီးတော့ဝေခွဲကြည့်လို့ရတယ်ဥပမာတမာရီကျင့်စဉ်တစ်ခုကိုကျင့်မယ်ဆိုတဲ့အခါမှာကမ္မဋ္ဌာန်းအာယုံစယူတဲ့အချိန်ကနေပြီးတော့ဥပ္ပစာရတမာတိလေးဖြစ်သည့်ထိအောင်ပฏิပဒါလို့ခေါ်တယ်အဲ့ဒီအပိုင်းလေးမှာခက်ခဲနေတတ်တယ်တမာတိမရခင်ဟိုကနာဒီကနာဟိုကကြိုက်ဒီကကြိုက်တယ်နော်အဲ့ဒီတမာတိမရခင်လေးချာမှာခက်ခဲမှုတွေကြုံလို့ရှိရင်ဒါဒုက္ခပฏิပဒါလို့ခေါ်တယ်အဲ့ဒီကနေပြီးတော့ဥပ္ပစာရတမာတိကိုကြော်ဖြတ်ပြီးတော့အပ္ပနာတမာတိရောက်သွားတဲ့အခါမှာနှေးကွေးတယ်ဆိုလို့ရှိရင်ဒါကဒန္တာဗိညာလို့ခေါ်တယ်လျင်မြန်လို့ရှိရင်ခိဗ္ဗဗိညာလို့ခေါ်တယ်ဥပ္ပစာရတမာတိရဖို့ရလွယ်ကူတယ်ဆိုရင်ဒုက္ခပฏิပဒါလို့ခေါ်တယ်ဒါကစံတရားနဲ့ပတ်သက်တဲ့ခွဲခြားမှုလေးတွေပฏิပဒါပိုင်းနောက်ဝိပဿနာကျင့်စဉ်နဲ့ခွဲခြားမယ်ဆိုလို့ရှိရင်သင်္ခါရတရားတွေကိုရှုမှတ်ဖို့ရအတွက်သိသိတယ်လို့ခေါ်တယ်သိသိတယ်ဆိုတာအသိဉာဏ်နဲ့မှတ်ယူတာအဲ့ဒီမှတ်ယူတဲ့အချိန်မှာအခက်ခဲတွေကြုံနေတယ်ဆိုရင်ဒါဒုက္ခပฏิပဒါအခက်ခဲမကြုံဘူးဆိုရင်ဒုက္ခပฏิပဒါလွယ်လွယ်ကူကူမှတ်ယူလို့ရအသိဉာဏ်ဖြစ်တာလင်းမြန်တယ်ဆိုရင်ခိဗ္ဗနှေးကွေးတယ်ဆိုရင်ဒန္တာလို့ဒီလိုခွဲတာလည်းရှိသေးတယ်။နောက်တစ်ခုကျတော့ဗာနဲ့ခွဲတော့ဆိုရင်တဏှာလို့ခေါ်တဲ့တွေ့တာမှုတွေအားကြီးနေလို့တဏှာတွေ့တာမှုတွေအားကြီးနေတဲ့ပုဂ္ဂိုလ်ဟာကျင့်ရကြံရတာမလွယ်ကူသည့်အတွက်ကြောင့်ဒုက္ခပฏิပဒါတဏှာတွေ့တာမှုတွေနည်းရင်တော့ဒုက္ခပฏิပဒါလွယ်ကူတဲ့အကျင့်လို့ဒီလိုသုံးတခါအဝိဇ္ဇာလွှမ်းမိုးမှုတွေကအားကောင်းနေတယ်ဆိုရင်အသိဉာဏ်နှေးကွေးလို့ဒန္တာဗိညာအဝိဇ္ဇာကတလောက်မများဘူးဆိုလို့ရှိရင်တော့
ခိဗ္ဗဗိညာလင်းလင်းမြန်မြန်သိတယ်လို့ဒီရှုထောင့်ကလည်းခွဲတာရှိတယ်ပေါ့အဲ့ဒါလို့သူရှုထောင့်ကနေသူခွဲပြီးတော့ဒီပฏิပဒါကျင့်စဉ်၄မျိုးကိုဟောကြားထားတာဖြစ်ပါတယ်ဇံပဲကျင့်ကျင့်ဆိုလိုတာသမထပဲကျင့်ကျင့်ဝိပဿနာပဲကျင့်ကျင့်နော်သမထကျင့်တဲ့အခါမှာဇံမရမီဥပ္ပစာရအပိုင်းကိုပฏิပဒါလို့ခေါ်ပြီးတော့ဇံရတဲ့အပိုင်းကြတော့အဘိညာလို့ခေါ်တယ်ဝိပဿနာကျင့်စဉ်ကျင့်တဲ့အခါကျတော့နော်ဝိပဿနာကျင့်စဉ်ကျင့်တဲ့အခါမှာခက်ခက်ခဲခဲသင်္ခါရတရားတွေရဲ့အနိစ္စဒုက္ခအနတ္တလက္ခဏာကိုသိဖို့ရခက်ခက်ခဲခဲကြိုးစားရရင်ဒုက္ခတိတ်ခက်ခဲမှုမရှိရင်ဒုက္ခပฏิပဒါမက်စိတ်ဖြစ်ပေါ်တာဟာလွယ်ကူတယ်ဆိုလို့ရှိရင်ခိဗ္ဗဗိညာခက်ခဲတယ်နှေးကွေးတယ်လင်းမြန်တယ်မက်စိတ်လင်းလင်းမြန်မြန်ဖြစ်ပေါ်လာတယ်မက်လင်းလင်းမြန်မြန်ကြတယ်ဆိုလို့ရှိရင်ခိဗ္ဗဗိညာနှေးကွေးနေတယ်ဆိုရင်တော့ဒါနဗိညာလို့ဒီလိုခွဲတယ်နော်အဲ့တော့ဒီပฏิပဒါဒီနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားသခင်ကိုရောမြတ်ရဲ့ဟောကြားချက်တွေဟာလေအမှန်တမ်းပြည့်ပြည့်စုံသည့်အတွက်ကြောင့်ပฏิပဒါ၄မျိုးကိုဟောကြားတဲ့နေရာနဲ့ပတ်သက်ပြီးမြတ်စွာဘုရားတဲ့တာတဲ့ပုဂ္ဂိုလ်တူမှမရှိဘူးမြတ်စွာဘုရားဟာအသာဆုံးဖြစ်သည့်အတွက်ကြောင့်ပฏิပဒါနဲ့ပတ်သက်တဲ့အနုတ္တရိယဂုံလို့ဒီလိုဆိုတာပေါ့နော်ဒါကနံပါတ်၈အနုတ္တရိယဂုံတခါနံပါတ်9အနုတ္တရိယဂုံစာပါတော့ဆိုအပရံပဏဗန္တိဧတရာနုတ္တရိယယထာဘဂဝါဓမ္မံတေသေတိဘတ္တတမစာရိဘတ္တဆိုတာစကားပြောတာစကားပြောတဲ့တမစာရဆိုတာအလေ့ထအလေ့ချက်စကားအပြောအဆိုစကားအပြောအဆိုနဲ့ပတ်သက်တဲ့နေရာမှာလည်းပဲတဲ့မြတ်စွာဘုရားအထူးချွန်ဆုံးမှာပဲလို့ဒီလိုဆိုလို့အဲ့ဒါဟာအမြတ်ဆုံးအသာဆုံးတရားဓမ္မဟောပြောတဲ့နေရာဘတ္တတမစာရခွဲခြားဟောပြောတဲ့နေရာမှာလည်းပဲမြတ်စွာဘုရားအနုတ္တရိယဂုဏ်နဲ့ပြည့်စုံတယ်ထူးချွန်ဆုံးဖြစ်တယ်အဲ့တော့ဘတ္တတမစာရလူတွေဆိုတာပါစပ်ပါတော့ပြောစရာတွေပြောနေကြတာမပြောတဲ့လူကအနေတဲ့လူတယောက်ပဲရှိမှာနော်စကားမပြောတတ်တဲ့လူတော့မပြောမှမဟုတ်ဘူးပေါ့ပြောတတ်တဲ့လူမှန်သမျှပြောနေကြတာကြီးပဲမပြောတဲ့လူတယောက်မှမရှိဘူးအဲ့ဒါလို့ပြောနေကြပြီဆိုတဲ့အခါမှာအကောင်းဆုံးအပြောဆိုနဲ့ပတ်သက်ပြီးတော့အကောင်းဆုံးလို့ပြောအောင်ဘယ်လိုပုဂ္ဂိုလ်တွေရဲ့ပြောဆိုမျိုးတွေဘယ်လိုပြောမှအကောင်းဆုံးလို့ပြောရမလဲစကားတော့ပြောနေတယ်ကိုပြောတဲ့စကားတွေဟာအကောင်းဆုံးစကားဟုတ်ကဲ့လားကောင်းရဲ့လားဒီမှာရှင်သာရိပုတ္တရာထောက်ပြတယ်ဒီဘတ္တတမစာရဆိုတာအပြောဆိုအလေ့အထနဲ့ပတ်သက်ပြီးတော့တဲ့အချို့သောပုဂ္ဂိုလ်ဆိုနစေဝမုဒဝတုပတင်ညိတံဝါစံပါတိဆိုတာလိမ့်လေလှည့်စားပြောတဲ့စကားမျိုးဘယ်တော့မှမပြောဘူးအမှန်တိုင်းပဲပြောတယ်လိန်ပြောရမှာဘူးမူသားမပါလင်္ကာမချောတော်မပါဘူးလင်္ကာချောချောမချောချောမလိန်ဘူးနော်အဲ့ဒါလို့လိန်လီချင်းကင်းရကိုပြောတဲ့စကားသည်အမှန်တိုင်းဖြစ်ရဘူတန်တစ္ဆံဟုတ်ရမယ်မှန်ရမယ်ဟုတ်မှန်ရမယ်အဲ့ဒီဟုတ်မှန်တဲ့စကားမျိုးကိုပြောရမဟုတ်မမှန်တဲ့စကားမျိုးကိုမပြောဘူးတဲ့မုတ္တာဆိုတာအဘူတံဝတ္ထုမမှန်မကန်တဲ့အကြောင်းအရာကိုမုတ္တာလို့ခေါ်တယ်အဲ့ဒီမုတ္တာမမှန်ကန်တဲ့အကြောင်းအရာကိုအမှန်ကန်လို့ပြောတာကိုလိန်တယ်လို့ပြောတာပေါ့နော်မူသားပြောတယ်မူသားဆိုတာပါဠိစကားမုတ္တာဆိုတာဘာတော့လို့မေးလို့ရှိရင်မုတ္တာဆိုတာမမှန်ကန်တဲ့အကြောင်းအရာအဲ့ဒီမမှန်ကန်တဲ့အကြောင်းအရာကိုဝါဒအမှန်အနေလို့ပြောတာအဲ့ဒါမုတ္တဝါဒမမှန်ကန်တဲ့အကြောင်းအရာကိုအမှန်ကန်လုပ်ပြီးတော့ပြောရင်ဒါမုတ္တဝါဒအဲ့ဒီလိုမုတ္တဝါဒနဲ့ပတ်သက်တဲ့စကားမျိုးဘယ်တော့မှမပြောဘူးတဲ့ပတ္တသမစာရနောက်တစ်ခုကနသဝေဘူတိယတဦးနဲ့တူကွဲသွားအောင်ခုံးတိုက်တဲ့စကားမျိုးဘယ်တော့မှမပြောဘူးလို့ဆိုတော့လူနှုတ်အစမပြေးနေတာကို
ဝင်ပြီးတော့တတ်ရှူတာတွေကလောကကြီးမှာလည်းအမှန်တန်ပေါ်တယ်လေခေါင်းတိုက်တယ်ညီညွတ်နေတာကိုကွဲပြဲသွားအောင်ပြောတယ်အဲ့ဒါကိုဝေဘူတိယလို့ခေါ်တယ်ဝေဘူတိယဆိုတဲ့လေဒီကြီးပွားတိုးတက်မှုကိုဖျက်ဆီးပစ်တဲ့စကားမျိုးပေါ့လေဘက်ကပြောမှဆိုကွဲပြဲကြီးပွားမှုကိုဖျက်ဆီးတတ်တဲ့သဘောမျိုးသို့မဟုတ်တစ်ဖက်ကနေပြီးတော့လူတို့တယောက်စိတ်ဓာတ်တွေတိုးတက်မှုမရှိအောင်ပြောတဲ့ဖရုဒဝါစာမျိုးလို့ခါမျိုးဝေဘူတိယအဲ့ဒီစကားမျိုးကိုလည်းမပြောဘူးတဲ့နသပေတုနိယံဂုံချောတဲ့စကားမျိုးတူနဲ့တူအစင်မပြေအောင်ဂုံချောတဲ့စကားမျိုးလည်းမဖြစ်စေရအောင်အဲ့ဒီစကားမျိုးလည်းမပြောဘူးတဲ့နသတာရံပစာဆရာပိခောဘယ်ကိစ္စပဲဖြစ်ဖြစ်ကိုကအနိုင်ယူခြင်းနဲ့ဆရာပိခဆိုဟောမဟုတ်နိုင်ပြီးရောဆိုတဲ့ပုံစံမျိုးတာရံပစာတစ်ဖက်သားကိုနှိပ်ကွက်ပြီးတော့ချုပ်ချယ်ပြီးတော့ပြောတဲ့စကားမျိုးအနိုင်ယူတယ်ဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေအနိုင်ရအောင်ပြောတဲ့အပြောမျိုးတွေလည်းဘယ်တော့မှမပြောဘူးတဲ့မတရားတဲ့နည်းနဲ့သူတစ်ပါးကိုအနိုင်ယူပြီးတော့မပြောဘူးလို့ဒီလိုဆိုလို့တယ်အဲ့တော့သူပြောတဲ့စကားမျိုးကဘယ်လိုဟာမျိုးတော့ဆိုမန္တာသဝါစံပါတတိတကယ်ကိုပညာနဲ့သိပြီးမှပြောတာပညာနဲ့သိပြီးဆင်ញင်ပြီးတော့မှပြောတယ်ပြောလိုက်တဲ့စကားတွေဟာလေနိဌာနဝတ္တေရှင်တဲ့နှလုံးထဲမှာသိမ့်ထားရဒီစကားလုံးလေးဟာတစ်သက်လုံးမှတ်ထားရမယ်စကားလုံးမျိုးလေးတွေပေါ့အဲ့ဒါမျိုးလေးတွေပဲမှတ်လောက်သားလောက်ပေါ့ဗမာလိုပြောရင်မှတ်လောက်သားလောက်တဲ့စကားမျိုးလေးတွေကိုအသိဉာဏ်နဲ့ဆင်ញင်ပြီးတော့မှပြောတယ်တဲ့အဲ့လိုပြောတဲ့အခါမှာလည်းပဲအချိန်မရွေးပြောတာမဟုတ်ပြောတဲ့အချိန်မှပြောတယ်ဆိုတော့ဒါတွေကိုခြုံငုံပြီးတော့ပြောလိုက်မယ်ဆိုလို့ရှိရင်မြတ်စွာဘုရားရဲ့သုက္ကတခုံတော်မှာဘုရားပြောတဲ့စကားဟာလောကမှာ2မျိုးပဲပြောတယ်တဲ့2မျိုးကဘာလဲလို့ဆိုလို့ရှိရင်မှန်ရမယ်အကျိုးရှိရမယ်ဒီနှစ်ခုကတော့အဓိကမှန်တယ်အကျိုးရှိတယ်သို့တော့နားထောင်တဲ့လူကကြိုက်ချင်ကြိုက်မယ်တစ်ခုမကြိုက်ချင်မကြိုက်ဘူးနှစ်ခုနော်မှန်ရမယ်အကျိုးရှိရမယ်အဓိကမှန်တယ်အကျိုးရှိတယ်သို့တော့နားထောင်တဲ့လူကမကြိုက်ဘူးနားထောင်တဲ့လူကကြိုက်တယ်ဟောဒီစကား2မျိုးပဲမြတ်စွာဘုရားပြောတယ်ပြောတဲ့အခါမှာလည်းပဲပြောတဲ့အခါမှာပြောတယ်လို့ဒါလိုဆိုလို့တယ်နော်မှန်တိုင်းလည်းရှောက်မပြောဘူးလေကျိုးရှိတိုင်းလည်းရှောက်မပြောဘူးပြောတဲ့မှပြောတယ်ဒီအဓိပ္ပာယ်အဲ့ဒါသုက္ကတဂုံအဲ့ဒီဟာကိုရည်ညွှန်းတာပါပဲအဲ့တော့ဘတ္တသမာစာရစကားပြောဆိုနဲ့ပတ်သက်ပြီးတော့လုံးဝအပြစ်ကင်းတဲ့ဤစနစ်တွေကိုဟောပြောတဲ့နေရာမှာလည်းပဲမြတ်စွာဘုရားဟာထူးချွန်ဆုံးပဲဖြစ်ပါတယ်ဒါကြောင့်အနုတ္တရိယဂုံနဲ့ပြည့်စုံတယ်ဒါပြင်မှန်လဲမှန်တဲ့အကျိုးရှိတယ်ပညာရှိပညာနဲ့ဆင်ញင်စဉ်းစားပြီးတော့ပြောတယ်ရင်နဲ့နှလုံးနဲ့သိမ့်ထားရမယ်ဆိုတဲ့စကားလုံးတွေကဘာတွေတုံးဆိုသစ္စာ၄ပါးအကြောင်းတို့မဂ္ဂင်၈ပါးအကြောင်းတို့ဘုဇင်တို့တရားနဲ့ပတ်သက်တာတွေကအကုန်လုံးဒီထဲမှာအကျုံးဝင်နော်တရားစကားတွေမှန်တယ်များဘာလို့ဆိုတလုံးဆိုတလုံးနာလိုက်ရတာနဲ့တပြိုင်နက်အမှန်တမ်းအကျိုးရှိမြတ်စွာဘုရားဟောတယ်လေတပ္ပပပတ္တအကရဏအကုသိုလ်မှန်တယ်များမလုပ်ရဘူးကုသလတုပတံမရာကုသိုလ်မှန်တယ်များပြည့်စုံအောင်လုပ်ရမယ်သစိတ်တပရိယောဓပနံကိုယ်စိတ်ကိုဖြူစင်အောင်ထားမယ်ဆိုဟောအလုံးတိုင်းဟာမှန်ကန်တိကျပြီးတော့ရင်နဲ့နှလုံးထဲမှာသိမ့်ထားရမယ်စကားမျိုးတွေဘုရားဟောတဲ့ပိဋကတ်တော်တွေဟာဒီလိုစကားမျိုးတွေပဲဖြစ်တယ်ပေါ့ဒါကြောင့်မို့ဘတ္တသမာစာရစကားပြောဟောတဲ့အလေးအချင်းတွေထဲမှာမြတ်စွာဘုရားဟာသူမတူအောင်ထူးချွန်ထက်မြက်လို့ဘုရားတဲ့တာတဲ့ပုဂ္ဂိုလ်မရှိပါဘူးလို့အပြောဆိုနဲ့ပတ်သက်တဲ့အနုတ္တရိယဂုံဟာလည်းပဲရှင်ပြိုင်ကြည့်မယ်ဆိုရင်မြတ်စွာဘုရားဟာအသာဆုံးဖြစ်ပါတယ်လို့ဒါရှင်သာရိပုတ္တရာကသူလက်တွေ့နဲ့သူ့ရဲ့ယုံကြည်ချက်ကိုမြတ်စွာဘုရားပေါ်မှာယုံကြည်မှုနဲ့ဒီလိုလျှောက်ထားတာနော်ဟောနောက်တစ်ခုကျတော့ဗာပြောပြန်တော့အပရာပဏဗန္တိဧတရာနုတ္တရိယယထာဘဂဝါဓမ္မံဒေသေတိပုရိတသီလသမာစာရေပုရိတဆိုတဲ့စကားလုံးက
တရားတွေကိုရည်ညွှန်းလိုက်တဲ့စကားလုံးသီလသမာစာရကိုယ့်ရဲ့ကိုယ်ချင်းတရားနော်ဒီလူတွေရဲ့အမှုအကျင့်ဆိုတာတယောက်နဲ့တယောက်တူဘူးလေအဲ့တော့အကောင်းဆုံးအမှုအကျင့်တွေအကောင်းဆုံးမူကျင့်အဲ့ဒီအကောင်းဆုံးမူကျင့်တွေကိုထုတ်ဖော်ပြီးတော့ဟောကြားတဲ့နေရာမှာလည်းပဲမြတ်စွာဘုရားဟာပြည့်ပြည့်စုံစုံအကောင်းဆုံးဖြစ်ပါတယ်ပုရိသသီလသမာစာရလူတို့ရဲ့ကိုချင်းတရားကိုထုတ်ဖော်ဟောကြားတဲ့နေရာမှာမြတ်စွာဘုရားဟာအနုတ္တရိယကောင်းနဲ့ပြည့်စုံတယ်လို့10ခုမြောက်10ပါးမြောက်အနုတ္တရိယကောင်းကဲဒီနေရာမှာပြောအမှုအကျင့်နေဆိုတဲ့နေရာမှာသီလနဲ့ပတ်သက်တဲ့ကိုချင်းတရားနဲ့ပတ်သက်တဲ့အမှုအကျင့်နေရာဒီရှင်သာရိပုတ္တရာကထုတ်ပြထားတာဘယ်နှခုရှိတော့ဆို22ခုရှိနော်ထုတ်ပြထားတာ22ခုရှိအဲ့ဒီ22ခုသောကိုချင်းတရားတွေနဲ့ပတ်သက်တဲ့အမှုအကျင့်တွေနဲ့ပတ်သက်တဲ့နေရာမှာထူးချွန်ထက်မြက်တယ်ပေါ့မြတ်စွာဘုရားဟောပြောတဲ့နေရာမှာထူးချွန်ထက်မြက်နံပါတ်1ကဘာလို့ဆိုဝစီသစ္စာမှန်ကန်တာကိုသာပြောခြင်းဒါလည်းကိုချင်းတရားတစ်ခုပဲလိမ်ရင်ကိုချင်းတရားပြတ်တယ်လေဒါကြောင့်မို့လို့မှန်တာကိုပြောတာဟာကိုချင်းတရားတစ်ခုပဲပေါ့မှန်တာကိုပြောဆိုခြင်းဟာကိုချင်းတရားတစ်ခုပဲညာတော့ဖြင့်လိမ်နေကြတယ်ဆိုရင်တော့ဒါကိုချင်းတရားပြတ်ပြားနေပြီလို့ပြောရမှာပဲငါးပါးသီလထဲမှာပါလို့ကိုချင်းတရားမဆိုင်ဘူးလို့ဒီလိုမဟုတ်ဘူးဒုစရိုက်ထဲမှာပါတယ်အဲ့ဒါကြောင့်မို့လို့လိမ်လီလီပြားပြောတာမျိုးမဟုတ်ဘဲနဲ့ဘယ်တော့ပဲဖြစ်ဖြစ်မှန်တာကိုသာပြောတယ်ဆိုတဲ့သစ္စာမှန်ကန်တဲ့စကားရှိရမယ်ဒါနံပါတ်1နံပါတ်2ကတတ္ထာတဲ့ယုံကြည်တယ်ဒီနေရာမှာတတ္ထာကိုချင်းတရားတဲ့ဘာလို့ထည့်ထားတယ်ဆိုတာတော့စဉ်းစားစရာတစ်ခုပဲပေါ့နော်ကိုချင်းတရားနဲ့ဆက်နွယ်လာတဲ့ယုံကြည်ချက်သို့မဟုတ်တနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်ယုံကြည်မှုကိုဖြစ်ပေါ်စေတတ်တဲ့ကိုချင်းသီလသို့မဟုတ်တစ်ဖက်သားကိုတစ်ဖက်သားရဲ့ယုံကြည်လောက်တဲ့အနေအထားရှိတဲ့ပုဂ္ဂိုလ်မျိုးတတ္ထာရှိတယ်နောက်တစ်ခုကတတိယကနသကုဟကောတဲ့ကုဟကဆိုတဲ့အဓိပ္ပာယ်ကိုမြန်မာပြည်မှာတချို့စာအုပ်မှာကုဟကကိုဝါကြွားတယ်လို့ဒီလိုပြောတယ်သို့တော့ကုဟကဆိုတာဝါကြွားတာပါကောင်းပါနိုင်တော့လဲပဲသူကကုဟကရဲ့အဓိပ္ပာယ်ကတစ်ဖက်သားကိုနဲ့ပတ်သက်လာလို့ရှိရင်တစ်ဖက်သားကကိုယ်ကိုထင်ကြီးတော့အောင်လုပ်ပြတာကုဟကလို့ခေါ်ထင်ကြီးတော့အောင်လုပ်ပြကြွားတာကတခါလေထင်ကြီးချင်မှချီးမှလေကြွားရင်ဒီလူတက်တက်ကြွားနေတာပါဆိုထင်ကြီးချင်မှချီးမှသို့မဟုတ်ထင်ကြီးလောက်အောင်လုပ်ပြတစ်ဖက်သားကိုအံ့ဩတော့အောင်လုပ်ပြတယ်ဆိုကြတဲ့ကဟောတယ်ပေါ့လိန်ညာလုပ်ပြတဲ့ပုံကုမျိုးဟန်ဆောင်တာပေါ့နော်ဟန်ဆောင်လှိစားတတ်တဲ့သဘောမျိုးကုဟကလို့ခေါ်ဝိသုဒ္ဓိဘက်မှာရေးထားတဲ့ထဲမှာယဟန်တန်ဃာတွေနဲ့ပတ်သက်ပြီးတော့နော်ယဟန်နာရောင်ဆောင်သွားတာတို့ကိုတကယ်ကျင့်တဲ့အကျင့်မဟုတ်ဘဲနဲ့လူရှိသူရှိဟန်ဆောင်တာတို့ဒီလိုဟာမျိုးတွေကိုကုဟကလို့ခေါ်တယ်နော်ဟန်ဆောင်နေတယ်ကိုယ်ရကြတော့လှုပ်ချင်လှုပ်တယ်ရှေ့ကြတော့ဟန်ဆောင်ငုတ်တုတ်ထိုင်ယဟနာပုံဖန်းနော်အဲ့ဒါမျိုးကိုကိုယ့်ကလို့ခေါ်တာလူဆိုလဲတူတူပဲလူရှိသူရှိကြတော့ပရိစိတ်ကိုယ်ရကြတော့ဟိုခွက်နဲ့အဲ့ဒါမျိုးကဒါကိုယ့်ကလို့ခေါ်တာဟန်ဆောင်တာမျိုးတွေပေါ့အဲ့ဒီလိုကိုယ့်ကမျိုးမဖြစ်ရဘူးတဲ့ကိုချင်းသီလနဲ့ပတ်သက်ပြီးဖြောင်းစင်းရိုးသားမှုရှိရမယ်ဒီလိုဆိုတာပေါ့နော်ကုဟကမဟုတ်ရဘူးတဲ့နောက်တစ်ခုကနသလပကောတဲ့လပကဆိုတာလပကဆိုတာကသူကနာမည်ကြီးခြင်းနဲ့လဘရခြင်းနဲ့လူတွေအထင်ကြီးစေခြင်းလာဘတက်ကာရတိလောကလာဘဆိုတာရတာလဘရတာ
ဒါဘုန်းကြီးနဲ့လည်းဆိုင်လူနဲ့လည်းဆိုင်ပေါ့နော်ရချင်တယ်တက္ကရာဆိုတာသူ့အားလုံးကလေးစားတယ်တိလောကဆိုတာနာမည်ကြီးတယ်အဲ့ဒါတွေကိုလိုချင်လို့သူကလက်ပကဆိုလက်ပကဆိုတာတမင်းကိုချွဲချွဲပြစ်ပြစ်ပြောပြီးတော့နှိမ့်ချပြီးတော့ပြောတယ်သူကသူနှိမ့်ချပြီးတော့ဟိုတာမန်လောက်ချမ်းသာတဲ့လူကိုလည်းတထေးကြီးလို့ခေါ်ခြင်းခေါ်တယ်နော်လူကြားသူကြားထဲမှာမြောက်ပင့်ပြီးတော့လူတယောက်ကိုမြောက်စားတာပေါ့နော်လူကလည်းအမြောက်ချိုက်တယ်လူဆိုတာကိုမြောက်မှန်းသိရမယ်လို့သဘောကျတယ်မယုံမြောက်ကြည့်ပေါ့ဒါပေမဲ့သိသာသာကြီးတော့မမြောက်နဲ့မသိမသာမြောက်ရင်သဘောကျတာပဲလူကြည့်လေအမလေးအရွယ်တင်လိုက်တာဆိုမဲ့သဘောတွေချနော်သဘောကျသွားတာပဲအဲ့တော့လူရဲ့သဘောကိုပြောပြတာပါသဘောကျတယ်မြောက်ပြောလို့ရှင်အဲ့လိုမြောက်ပြောတတ်တဲ့လေးအထာမျိုးတွေဒါလက်ပကအဲ့ဒီဟာမျိုးမဖြစ်စေရဘူးတဲ့မြောက်ပင်ပြောတာမျိုးအဲ့တော့မြောက်ပြင်ပြောတဲ့ဆိုတဲ့ထဲမှာသူ့ရဲ့ရည်ရွယ်ချက်ကဘာတော့ဆိုလို့ရှင်သူရချင်အဲ့ဒီလူဆရာတခုရချင်လို့မြောက်ပင်ပြောတာမျိုးသို့မဟုတ်ခွင့်ရေးဖြစ်ဖြစ်ဘာဖြစ်ရချင်ရှင်းတော့ကရှင်းတယ်လေဒီ100 story ထဲမှာဒီမှာလူတယောက်ကတထေးတယောက်ဆရာကျွေးယူထားတယ်ကျွေးမပေးနိုင်တထေးကမြင်းကြီးစီးလာမြင်းကြီးစီးလာတော့လမ်းမှာပက်ပေးမှတိုးပက်ပေးမှတိုးတဲ့အခါသူ့ကျွေးတောင်းတော့မှာပဲပြေးလို့ကလည်းမလွတ်တော့အဲ့တော့အဲ့ဒီလူကဘာအသုံးပြုတော့ဆိုရင်ခါတယ်သူကျွေးတောင်းဝေးရမေ့တော့သူဘာလို့တော့ဟာတထေးမင်းကလည်းမြင်းကြီးကလည်းလှလိုက်တာချောလိုက်တာခမည်းစီးလာပုံကလည်းပဲအမလီတော်တော်မြင်းနဲ့လူနဲ့လိုက်မှလိုက်ပလေဗျာခမည်းဒုံဆိုင်ပြီးတော့စီးပြရင်ဘလောက်များကောင်းလိုက်မလို့ဆိုဟိုကကြာဖို့ကလေးနဲ့ရှုပ်ကနေဆိုရိုက်ပြီးစီအဲ့သူလွတ်သွားတယ်အဲ့ဒီကြတော့သူကခြေရဖြောက်ပြီးတော့ပြေးသွားတယ်အဲ့တစ်ချိန်တော့သူကြွေးတောင်းမခံလိုက်ရအောင်လူဆိုတာအမြောက်ကြိုက်တယ်ဆိုတဲ့သဘောပြောပြတာနော်မြောက်လိုက်တာအဲ့တော့အမြောက်ကြိုက်တဲ့လူနဲ့ကြတော့အဲ့လိုဖြစ်တယ်ဒါလက်ပကဆိုမြောက်ပြောတာနောက်တစ်ခုကနသနေမိတ်တိကောတဲ့နေမိတ်တိကဆိုအရေးအောင်ပြသူများစီကပစ္စည်းရခြင်းလို့ခဏအရေးအောင်ပြပြီးတော့လောက်တတ်တဲ့ဟာမျိုးကဒါနေမိတ်တိကလို့ခေါ်တယ်အဲ့ဒီရေးအောင်ပြတဲ့ဆိုတဲ့ထဲမှာတွယ်ဝှိုက်ပြီးပြောတာတွေတို့အနိကပြောတာတွေတို့ဒါတွေအကုန်ပါတယ်ပေါ့အားလုံးကြားဖို့ကြားပါလိမ့်မယ်ဘုန်းကြီးတစ်ပါးရဲ့ဒီတာမန္တဇပ္ပနလို့ခေါ်တယ်တွယ်ဝှိုက်ပြီးတော့ပြောတဲ့ဟာမျိုးကိုရောတစ်ပါးတီဟိုဝတ္ထုဓမ္မရဲ့သို့မဟုတ်ပုံဝတ္ထုလားမသိပါဘူးအဲ့ဒီဘုန်းကြီးတစ်ပါးကအိမ်ရောက်သွားအိမ်ကြွလာနေကြကိုရောနဲ့တူပါတယ်အိမ်ရောက်သွားတဲ့အခါကျတော့ဒကမာကြီးကအဲ့ဒီနေကိုဆောင်းရလဲအစင်းမရှိဘူးမလှူခြင်းဘူးဒီကိုရောဆောင်းမလောင်းခြင်းဆောင်းမလောင်းခြင်းတော့ကိုရောအိမ်ရှိထိုင်နေတဲ့အခါဘာပြောတော့ဆိုသူကြောက်အောင်ပြောတယ်အမလေးဆန်တောင်းနဲ့လဲဆန်ကုန်းနေတယ်ဆန်သွားချီအောင်မှပဲနဲ့ဆိုပြီးတော့အိမ်အောက်ဆင်းသွားတယ်သူကတော့ဆန်ကုန်းနေတယ်လို့ပြောရင်ဒီကိုရောအာနာပြီးထသွားလိုက်မယ်ထင်တာဟိုကလည်းဘယ်ရမလဲသူလည်းအိမ်မော်ကလည်းဆင်းသွားရောအဲ့ဒီကိုတော့မိဖို့ကြောင့်လည်းအကုန်လိုက်ဝင်ကြည့်တာကြည့်တဲ့အခါကျတော့ဆန်တောင်းထဲမှာလည်းဆန်လေးတွေရှိတယ်ဆန်နေမကဘူးတခြားတောင်းထဲမှာကြည့်လိုက်တဲ့အခါကျတော့ငါ6ပြားကြီးလည်းတွေ့တယ်မိဖို့ကြောင့်တောင်းမှာထောင်ထားတဲ့ချမ်းချောင်းကြီးလည်းတွေ့တယ်တခါအိုးထဲမှာထည့်ထားတဲ့ထညက်ခဲကြီးလည်းတွေ့တယ်သူကအကုန်လျှောက်လှန်လောရှာထားအကုန်လုံးမြင်ပြီဆိုတော့ဟာမပြက်ပြန်ထိုင်တယ်ဟိုတကမာကြီးကညီးညူပြီးတော့ပြန်လာတယ်ဘသူကအမှဆံမချီဘူးအလုံးဆံကုန်းနေချနော်ဘုန်းကြီးကလည်းမပြန်သေးဘူးဆွမ်းချက်ပေးဖို့ကလည်းဆံမရှိဘူးပေါ့နှုတ်ဆိုရင်လှူပါတယ်ပေါ့ဆံမရှိဘူးညီးတယ်အဲ့ဒီကိုတော့အဲ့ဒီကြတော့ဗာပြောတော့ဆိုဒကမာကြီးတဲ့ကျောင်းကထွက်ကြတဲ့အကျုပ်ကံမကောင်းဘူးဆိုတော့
ကျုပ်တတိထားမိတယ်တဲ့ဘာဖြစ်လို့ဆိုလမ်းမှာမွေကြီးတစ်ကောင်နဲ့တွေ့တယ်ဗျာတဲ့အဲ့ဒီမွေကြီးတစ်ကောင်တွေ့တော့မွေကြီးလာတာမြင်တဲ့အခါအဲ့မွေကြီးကဘလောက်ရှည်တုံးဆိုဟိုထောင်းမှာထောင်ထားတဲ့ကြံကြောင်းကြီးလောက်ရှည်တယ်အဲ့ဒါကပ်ပြီးတော့ပြောတဲ့စကားတစ်ခုပါဒါနဲ့မွေကြီးကိုစီလာတော့အဲ့ဒါကြောက်ကြောက်လန့်လန့်နဲ့ရှာလိုက်တော့ခဲတစ်လုံးတွေ့တော့အဲ့ဒီခဲကြီးကဟိုအိုးတွေကထညက်ခဲလောက်ရှိအဲ့ဒီခဲနဲ့လည်းပေါက်လိုက်ရောမွေကြီးကအစွဲတွေထုတ်ပြတာဟိုဆန်အိုးတွေကဆန်စီတွေလိုပဲတဲ့မွေကြီးကစိတ်ဆိုးပြီးတော့တခါတည်းအစိတ်တွေပန်းထုတ်လိုက်တာပြစ်ခနဲ့ဆိုတဲ့ထွက်လာတဲ့ဟာကထောပတ်အိုးတွေကထောပတ်တွေအတိုင်းပဲတဲ့အဲ့တော့မှဟိုဒကမာကြီးလိန်လို့မရတော့ဘူးဆိုပြီးတော့ဆန်တို့ထောပတ်တို့အကုန်လုံးချက်ပြုတ်ပြီးတော့ထည့်ပြီးလှူလိုက်ရတဲ့အဲ့ဒါမျိုးကိုတာမန္တဇပ္ပနလို့ခေါ်တယ်တဲ့နေမိတ်တိကနမိတ်ပြနော်အဲ့ဒါလိုဟာမျိုးလဲဝိသုဒ္ဓိမဲမှာရေးထားတာပေါ့ဖတ်ကြည့်ပေါ့အဲ့ပဲဝိသုဒ္ဓိမဲမှာဒီစကားလေးဒီဝတ္ထုလေးရေးပြထားတာရှိတယ်နော်အဲ့ဒါနေမိတ်တိကဆိုတဲ့မဲ့ပါတယ်ပေါ့ရအောင်အဲ့ဒါလိုကြံတာနောက်တစ်ခုကျတော့နသနိဗ္ဗေတိကောတဲ့နှိပ်ပြီးတော့လည်းမပြောနိဗ္ဗေတိကဆိုတာမလှူခြင်းလှူခြင်းအောင်ရှက်လာအောင်နှိပ်ပြီးတော့ပြောတာတရားမွဲထားဒါလေးတော့မလှူနိုင်ဘူးတို့ဘာတို့အဲ့ဒါလို့မခံကျင်အောင်နှိပ်ပြောတဲ့အပြောမျိုးနဲ့လည်းပဲဟိုရင်ပေါ့လတ်လတ်ပါရအောင်မကြိုးစားဘူးတဲ့ကိုချင်းတရားနဲ့ပတ်သက်လာတာကိုပြောပြတာနော်နောက်နမခွန်ကြတော့ပါတော့နသလာဘေနလာဘံနိစိကိတိတာရောလက်တစ်ခုနဲ့လက်တစ်ခုမရှာဘူးလို့ဆိုလို့ဒီအိမ်ကရတဲ့ပဲကိုဟိုအိမ်ပေးထားခဲ့ပြီးအဲ့ဒီအိမ်ကဘုရားကျော်ယူသွားတာမျိုးလို့နောက်အဲ့ဒီဘုရားကျော်ထားခဲ့ပြီးတော့ငကြော်ယူသွားတာမျိုးလို့ဒီလိုမလုပ်ဘူးလို့ဒီလိုပြောတာနော်အဲ့ဒါလို့လက်တစ်ခုနဲ့လက်တစ်ခုလူတွေထဲမှာလည်းတစ်ခါလေးရှိတယ်သွားပြီးတော့ချမောင်ဟင်းလေးသွားပေးတယ်ကြိုက်တတ်တယ်ဆိုလို့ချက်လာတယ်ဆိုဟိုကဝက်သားချက်တယ်အဲဝက်သားလေးယူလာခဲ့အဲ့ဒါမျိုးတွေရှိတတ်တယ်နော်ဘုန်းကြီးတို့တခါတော့ကြုံသေးတိရိလင်္ကာနိုင်ငံမှာသွားတော့ကတီယိုဘုန်းကြီးကပလစတာရုပ်ပွားတော်လေးပေးပြီးတော့ဗမာပြည်ကကြောက်စင်းနုတောင်းအဲ့ဒါမျိုးလည်းရှိတယ်ကပလစတာနဲ့ကြောက်စင်းနုဆိုတာဘယ်သူကဈေးကြီးမလို့အဲ့ဒါလိုဟာမျိုးလည်းရှိတတ်သေးတယ်လာဘေနလာဘံနေစိကိတိတာရောတဲ့ကိုရှိတာနဲ့သူများဟာနဲ့အဲ့ဒါရှာတယ်လို့ခေါ်တယ်အဲ့ဒါမျိုးနဲ့လည်းအသက်မမွေးရဘူးလို့ယဟန်တော်တွေမှာဒါမိစ္ဆာအာစီဝါနဲ့ပတ်သက်တာတွေပြောပြအဲ့ဒါမျိုးတွေမမွေးဘူးတဲ့ဟောနောက်တစ်ခုကအိန္ဒရိယေတုခုတ်တထွာရောနံပါတ်၈ကအိန္ဒြေပေါ်မှာလုံခြုံအောင်ထိန်းသိမ်းဆောက်ရှောက်တယ်အိန္ဒြေတကားတွေလုံတယ်ဆိုတာမျက်စိနာနာလျှာကိုယ်စိတ်ကနေပြီးလောဘဒေါသမောဟမဖြစ်အောင်ထိန်းသိမ်းဆောက်ရှောက်တယ်ဒီလိုဆိုလို့ဘောဇနိမတ္တညုတဲ့ကိုချင်းတရားနဲ့ပတ်သက်ပြီးတော့အစာစားတဲ့အခါမှာအစာကိုခံယူတဲ့အခါမှာစွမ်းခဲဝယ်စွမ်းခံတဲ့အခါမှာအပိုတွေမခံယူဘူးစားတဲ့အခါမှာလည်းပဲအပိုမစားဘူးတွန့်ပစ်တဲ့အခါမှာလည်းပဲအလွန်ကျွံကြီးစွန့်မပစ်ဘူးလို့ဆိုလိုတာကတိကတိုင်းငါလေးပေါ့အဲ့ဒါကိုဘောဇနိမတ္တညုလို့ခေါ်တယ်အစာရနဲ့ပတ်သက်လာလို့ရှင်မတ္တညုကိုယ့်ရဲ့အတိုင်းတာကိုသိရတယ်ဒါလည်းအရေးကြီးတာပဲဗမာတွေဘူဖေးကျွေးလို့ရှင်မဝမှာဆိုလို့ဆိုနင်းကန်ထက်ပြီးတော့တွန်းသွားတာအဲ့ဒါလို့လည်းမဖြစ်ရအောင်နော်ကိုယ့်ကိုသိနေရတယ်ငါဘယ်လောက်စားနိုင်လဲကိုစားနိုင်တာလေးအန်ကြဖြစ်အဲ့တော့ဘောဇနိမတ္တညုဆိုတာ waste မဖြစ်တော့အိမ်တွေမှာလည်းပဲ waste အများကြီးဖြစ်တာပဲဗမာတွေမှာချက်ထားတယ်ပိုးတယ်တွန်ပစ်တယ်ကျောင်းတွေမှာလည်းတွန်ပစ်တယ်ဘောဇနိမတ္တညုအားနည်းနေသေးတယ်ပေါ့နော်အတိုင်းတာတစ်ခုသိရမယ်တဲ့နောက်နံပါတ်10ကသမကာရီဘယ်တော့ဖြစ်ဖြစ်ညီညီမျှမျှတရားနဲ့ညီညွတ်တဲ့အကျင့်ဘယ်ရာပဲဖြစ်ဖြစ်မြတ်တညီညွတ်တဲ့ပြုလုပ်မှုနဲ့နေတယ်ကိုချင်းတရားအမှန်တန်ကောင်းတယ်မြတ်တဲ့စိတ်ရှိတယ်နောက်တစ်ခုကဇာဂရိယနုယောဂမနုယုတ်တော်တဲ့နိုးနိုးကြာကြာတက်တက်ကြွကြွအားထုတ်တယ်ဒီနေ့မှာ
24နာရီရှိတဲ့ထဲမှာ4နာရီပဲအိပ်ပြီးနာရီ20အားထုတ်တယ်လို့ပြောတာဇာဂရိယနုယောကနိုးကြတက်ကြွစွာကမ္မထာလောက်အားထုတ်တာဒါကိုလည်းပဲကိုချင်းသီလနော်အမှုအကျင့်ထဲမှာထည့်သွင်းပြီးတော့ထားတယ်အတ္တန္တိတောမပြင်းမှုတဲ့ကြိုးစားအာရဒဝီရိယောဇွဲလုံးလာတွေကောင်းတယ်ဇာယီတဲ့အာယုန်တွေကိုရှုတတ်တယ်လက္ခဏာ၃ပါးကိုဝိပဿနာဆိုလို့ရှိရင်လက္ခဏာရင်၃ပါးအနိစ္စဒုက္ခအနတ္တကိုရှုဆင်ញင်တတ်တယ်တတိမာတဲ့တတိကောင်းတယ်ကလျာဏပฏิဘာနာကလျာဏပฏิဘာနာဆိုစိတ်ကူးကောင်းတယ်ဉာဏ်နေထက်မြက်တယ်အပြောဆိုစိတ်ကူးဉာဏ်နေကောင်းတယ်နောက်တစ်ခါဂတိမှာထက်မြက်တဲ့ပညာရှိတယ်ဓိတိမှာတည်ကြည်တဲ့ပညာရှိတယ်မတိမှာသိတတ်တဲ့ပညာရှိတယ်ဒါပညာရေးကြီးပဲနောက်တစ်ခါနသကာမေတုခိတ္တောနှစ်သက်စရာအာယုန်နေမျက်စိနဲ့မြင်ရတာလိုချင်စရာအာယုန်နားနဲ့ကြားရတဲ့နှစ်သက်စရာအတန်အာယုန်နှာခေါင်းနဲ့နမ်းရှူရတဲ့အနတ်အာယုန်ဆိုတဲ့ကာမအာယုန်တွေပေါ်မှာမက်မက်မောမောမရှိရဘူးတဲ့ဒါလည်းကိုချင်းတရားနောက်တစ်ခုကတတောဓမ္မနဲ့ပတ်သက်တဲ့တတိတရားရှိတယ်နိဗ္ဗကလေ့ကျင့်ထားလို့ရင့်ကျက်လာတဲ့ပညာနဲ့ပြည့်စုံတယ်လို့ဒါတွေအားလုံးဟာကမ္မထာအထုတ်တဲ့အခါမှာလိုအပ်တဲ့သီလပိုင်းတမာရီပိုင်းပညာပိုင်းကိုအားလုံးခြုံငုံပြီးတော့ပုရိသသီလတမာစာရဆိုပြီးတော့ကျင့်စဉ်တစ်ခုလုံးအတွက်နော်မလုပ်ရမယ့်ဟာလုပ်ရမယ့်ဟာပြည့်စုံရမယ့်အရည်ချင်းတွေအားလုံး22မျိုးထည့်သွင်းပြီးတော့ပုရိသသီလတမာစာရမြတ်စွာဘုရားဟောကြားတာဟာတခြားပုဂ္ဂိုလ်တွေဟောကြားမှုနဲ့မတူဘူးဖြည်းဖြည်းစုံတဲ့ဟောကြားမှုဖြစ်တယ်လို့ဒီလိုရှင်သာရိပုတ္တရာမထေရမြတ်ကမြတ်စွာဘုရားကိုလျှောက်ကြားခဲ့ပါတယ်အားလုံးပေါင်းလိုက်တဲ့အခါကျတော့အနုတ္တရိယဂုံ10ပါးပြီးသွားပြီပေါ့လက်ပြန်ကြတော့ကျန်တဲ့အနုတ္တရိယဂုံ6ပါးကိုဆက်ပြီးတော့ဟောပြီးဒီသုတ်တံပြီးဆုံးမှာဖြစ်ပါတယ်ဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့ဘုရားမြတ်စွာရဲ့ဒီအနုတ္တရိယဂုံတွေဆိုတာဟာဟောပြောတဲ့ဓမ္မနဲ့ပတ်သက်ပြီးတော့ရှင်သာရိပုတ္တရာမထေရမြတ်ကယုံကြည်ချက်တရားတရားပြင်းထန်စွာဖြင့်မြတ်စွာဘုရားသခင်ကိုရမြတ်ကိုရှောက်ကြားခဲ့တာဖြစ်ပါတယ်ရှင်သာရိပုတ္တရာရှောက်ကြားတဲ့အတိုင်းအနုတ္တရိယဂုံတွေကိုနာယူမှတ်သားပြီးတော့ဘုရားမြတ်စွာရဲ့ဂုဏ်တော်ကိုအာယုံပြုလို့ခြေနူးသောပီတိတို့ဖြင့်ကုသိုလ်တရားဖြစ်ပွားအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းကဲမေတ္တာပွားရအောင်တတ္တဝါများစွာဟေးရန်ကွာချမ်းသာကြပါစေတတ္တဝါများစွာဟေးရန်ကွာချမ်းသာကြပါစေမေတ္တာရေချမ်းကောင်းငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းကောင်းငါဖြံငြိမ်းချမ်းကြပါစေအရှိချမ်းမာစိတ်ချမ်းသာတို့ရဆန္ဒပြေပါစေအရှိချမ်းမာစိတ်ချမ်းသာတို့ရဆန္ဒပြေပါစေဘုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရတိတဝေတံဘဝယန္တုဒုက္ခန္တကမေတ္တာပုံနေတုသင်္ကမစုပေါင်းဖို့အမေတ္တာတဟုရောင်ယူပါဝင်းငွေလာမင်းနှင့်ရောင်ခြင်းရှဲယုံပေါင်းဆောင်ရခြင်းကြောင့်သဗ္ဗေတံကျွမဲ့ဥဒ္ဒုံလုံးစုံများစွာတတ္တဝါတို့၏မနောတရတိမြင်မြဖြူစင်အေးကြည်လင်းသည့်ရေစင်ပြီးတင်းစိတ်နှလုံးတည်ဟူသောရေအိုင်ကြီးအတွင်း၌ဒုက္ခပင်ကလာစင်ထာဝရအိမြကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခတည်ဟူသောကုမုဒ္ဒရာကြာပန်တို့သည်
ဖောလန္တဝန္တာရှင်မြူမုံလူလျက်ကျင်နုဝဲကြုံဖိုးပွဲညကုန်သည်ဖြစ်ပေသူကန္တကလျောက်လေးတဲ့ရောရှက်သင်ပြန့်ပိတိတိဟုသောယနံတို့သည်ဘဝယန္တုကောင်းစွာမဲ့သွေကြိုင်လိုက်၍နေကြပါစေကုန်သတည်းချမ်းသာစွာဖြင့်ဆရာတော်ခန္ဓာဝင်ကိုသာသနာဝင်ကိုလွယ်ကူစွာဆောင်ရွက်နိုင်ပါစေဆရာတော်ဘေးရန်ကင်းပါစေစိတ်ဆင်းရဲကင်းပါစေကိုယ်ဆင်းရဲကင်းပါစေကိုယ်စိတ်နှပြချမ်းသာစွာဖြင့်ဆရာတော်ခန္ဓာဝင်ကိုသာသနာဝင်ကိုလွယ်ကူစွာဆောင်ရွက်နိုင်ပါစေဆရာတော်သက်တော်ရာကျော်ရှိပါစေဆရာတော်သက်တော်ရာကျော်ရှိပါစေဆရာတော်သက်တော်ရာကျော်ရှိပါစေသာ